ဘာစီလိုနာအသင်းပရိသတ်တွေအကြိုက်တွေ့မဲ့ eFootball ရဲ့ပတ်အသစ်အားလုံးပဲမင်္ဂလာပါ eFootball ဝိုင်း Faris အကောင့်ရဲ့ admin Faris ပဲဖြစ်ပါတယ်ကျွန်တော်တို့ Data Rainy Server refresh အပြီးမှဆိုရင်တော့ဒါ eFootball ကနေဘာစီလိုနာအသင်းရဲ့ပတ်အသစ်တစ်ခုကိုမိတ်ဆက်ပေးခဲ့ပါတယ်ဒီထဲမှာဆိုရင်တော့ epic cut တွေအနေနဲ့ကတော့ E2 ရဲ့ phenomenal finishing low screen မှာပါဝင်လာတဲ့ cut ကိုတွေ့ရမယ် Xavi ရဲ့ visionary pass attack trigger နဲ့ Saviola ရဲ့ဒါ phenomenal finishing acceleration burst ပါဝင်လာတဲ့ epic cut 3 cut ကိုတွေ့ရမှာပဲဖြစ်ပါတယ်တခြားသော cut တွေအနေနဲ့ကတော့ဘာစီလိုနာအသင်းမှာကစားခဲ့ဘူးတဲ့ပေါ့နော် Cucurella Griezmann Todibo တို့လိုမျိုးပေါ့နော်ဒီလိုကစားသမားတွေရဲ့ highlight cut တွေလည်းပါဝင်တာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ဒီနေ့မှာဆိုရင်တော့ဒါပရိသတ်တွေအကြိုက်မဲ့ပေါ့နော်အကြိုက်တွေ့မဲ့ cut ကတော့ကျွန်တော်တို့ဒါ E2 ပေါ့နော်E2 ရဲ့ကက်ကဆိုရင်ဒါအသက်28နှစ်အရွယ်ဒါ E2 ရဲ့ဒါ2008-2009ဘောလုံးရာသီကိုဘေးရှူထားတဲ့ကက်လည်းဖြစ်ပါတယ်ဒီကက်မှာဆိုရင်တော့ play style အနေနဲ့ကတော့ advanced striker ပါတယ် AI play style ကတော့ agility speedy bullet ပါဝင်တာကြောင့်မလို့ဒါသူ့ရဲ့ကက်ကမြန်မယ်တူဝါယူအောင်ကောင်းမယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ကက်ကတော့ Xavi ရဲ့အသက်28နှစ်အရွယ်2008-2009ခုနှစ်ကိုဘေးရှူထားတဲ့ကက်လည်းဖြစ်ပါတယ်ဒီကက်ကဆိုရင်တော့ play style အနေနဲ့ကတော့ orchestrator ပါဝင်လာတာကိုတွေ့ရပါတယ်နောက်တစ်ကက်အနေနဲ့ကတော့ဒါ Barcelona တင်းရဲ့တိုက်စစ်မှု Saviola ပေါ့နော် Saviola ရဲ့အသက်22နှစ်အရွယ်2003-2004ခုနှစ်ကိုဘေးရှူထားတဲ့ကက်လည်းဖြစ်ပါတယ်ဒီကက်ကဆိုရင်တော့ advanced striker playing style ပါဝင်လာပြီးတော့ agility speeding bullet ပေါ့နော် AI playing style ပါဝင်လာတဲ့ E2 လိုပဲပေါ့နော်ဒီကက်ကလည်းရုံးအားတိုးအားကောင်းမဲ့ကက်လည်းဖြစ်ပါတယ်ဒါကြောင့်မို့ဒါ eFootball အနေနဲ့ကတော့ကျွန်တော်ကစားတဲ့ player တိုင်းကိုဒါ free တစ်ချိန်ဖောက်ခွင့်ပေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဖောက်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်ကတော့ထုံးစံအတိုင်းပဲ base player ပေါက်သွားခဲ့ပါတယ်ကျွန်တော်ရဲ့ဒါ eFootball ဘိုင်း Faris အကောင့်ကို follow လုပ်ထားကြတဲ့သူတွေအနေနဲ့ရောအခုလာနေတဲ့ Barcelona အသင်းရဲ့ pack မှာပေါ့နော်ဘာ player တွေကိုပေါက်ခဲ့ကြလဲဘာ player တွေရခဲ့ကြလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြပါဦးလို့တောင်းဆိုလိုက်ရပါတယ်